တာယာဝါကျော်လာတဲ့ရွာလေးတရားမှာရိုဟန်ကီရန်နဲ့အာယန်ဆိုတဲ့တငယ်ချင်း3ယောက်ရှိပါတယ်။သူတို့ဟာကုန်သည်ကြီးတူရဲ့လက်အောက်မှာနှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့ကြပါတယ်။သူတို့3ယောက်လုံးဟာစိုင်းရင်တွေအပြေအိမ်မက်တွေတဖိတ်ဖိတ်တောက်ပနေတဲ့လူငယ်တွေပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ကုန်သည်ကြီးဟာသူတို့3ယောက်ကိုခေါ်လိုက်ပြီးငါစီမှာမင်းတို့3ယောက်အလုပ်လုပ်နေခဲ့တာအချိန်တော်ကြာခဲ့ပြီ။ဒါကြောင့်မင်းတို့ကိုစုလက်အနေနဲ့တယောက်ကိုမြေတကွက်စီနဲ့ရွှေတွေထည့်ထားတဲ့အစ်တလုံးစီပေးမယ်။ဒီလက်ဆောင်တွေကိုကောင်းကောင်းအသုံးချပြီးမင်းတို့ရဲ့ဘဝအနာဂတ်ကိုတိုးတက်အောင်တည်ဆောက်ပါဆိုပြီးမိန့်ကြားလိုက်ပါတယ်။ရိုဟန်ကသူ့ကိုယ်သူအားရစွာနဲ့ကျေလောင်စွာရေမောလိုက်ပြီးသူ့ရဲ့ရွှေအိတ်ကိုကြည့်လိုက်ပါတယ်။ပြီးတော့ဘဝကတော်တော်လေးကိုဘာတွေများဒုက္ခခံနေရအောင်ပါလဲ။ငွေကြေးဆိုတာအသုံးပြုခံစားဖို့ပဲပျော်ပျော်ပါးပါးသုံးရမယ့်အရာကိုဘာလို့စုဆောင်းနေရမှာလဲပျော်ရွှင်မှုဆိုတာအရေးကြီးဆုံးပဲဆိုပြီးတွေးမိလိုက်ပါတယ်အဲဒီနောက်သူဟာရွှေတွေကိုရောင်းချပြီးချက်ချင်းသုံးပါတော့တယ်ညတိုင်းပွဲတွေပြုလုပ်ပြီးတရှင်းတွေနဲ့ကခုံအကောင်းဆုံးအဝတ်စားတွေဝတ်ဆင်ပြီးအပူပင်ကင်းကင်းပျော်ပါနေခဲ့ပါတယ်ဒုတိယတစ်ယောက်ဖြစ်တဲ့ကီရန်ကတော့ရွှေကိုရတာနဲ့ပျောက်သွားမှာကိုစိုးရိမ်နေပါတော့တယ်။တခြားသူတွေလာရောက်ခိုးသွားမှစိုးရိမ်တဲ့အတွက်ကြောင့်ညတိုင်းရွှေကိုတေချာပိုက်ထားပြီးအိတ်လေးရှိပါတယ်။သူကသူလည်းဒီရွှေတွေကိုတိုးလိုက်မိလို့နောက်ခါကျရင်လောင်တရနိုင်မိလိမ့်မယ်။အဲဒါကြောင့်တပြားမှမသုံးပဲတေချာသိမ်းထားတာပိုကောင်းတယ်။ဘာမှမလုပ်ရင်ဘာမှမဆုံးရှုံးဘူးဆိုပြီးတွေးမိပါတယ်။ဒါကြောင့်ကီရန်ဟာသူ့ရဲ့ရွှေတွေကိုတပြားမှမသုံးခဲ့ပါဘူး။သူ့မြေကွက်မှာပေါင်းပင်တွေပေါက်နေတာကိုပြစ်ထားပြီးစားဖို့အတွက်လောက်ပဲမဖြစ်စတော့အလုပ်လေးတွေလုပ်ရင်းဘဝကိုပြင်းရင်းစွာဖြတ်တန်းနေခဲ့ပါတယ်။သူ့ကိုတိုးတက်ဖို့အတွက်ကြောက်ရွံ့မှုဆိုတဲ့တန်ချိုးကြီးကချီနှောင်နေခဲ့ပါတယ်။နောက်ဆုံးတစ်ယောက်ဖြစ်တဲ့အာယန်ကတော့တိတ်ဆိတ်စွာတစ်ပေအောင်မှထိုင်လိုက်ပြီးကုန်သည်ကြီးပေးတဲ့ဒီလက်ဆောင်ကအဖိုးတန်တယ်။နေ့ရက်တိုင်းအချိန်တိုင်းမှာရွေချက်ထားပြီးလှုပ်ဆောင်ရမယ်။ကိုလုပ်တဲ့အလုပ်ဟာကိုအတွက်တင်မကပဲလူများရဲ့ဘဝကိုပါကောင်းမွန်စေဖို့အသုံးချရမယ်ဆိုပြီးစဉ်းစားမိလိုက်ပါတယ်။နောက်နေ့ကစားပြီးအာရန်ဟာချက်ချင်းစီစဉ်มาတော့တယ်။ရွှေချစ်ကိုသုံးပြီးအရေးသေးကောင်းတဲ့လေယာသုံးကိရိယာတွေအကောင်းဆုံးမျိုးစေ့တွေဝယ်ယူပါတယ်။မြေကွက်ကိုစူးစမ်းလေ့လာပြီးတေချာစိုက်ပျိုးခဲ့ပါတယ်။သူ့ရဲ့အလုပ်သမားတွေကိုဂရုစိုက်ပြီးဝင်ငွေချို့ကိုဆင်းရဲတဲ့သူတွေကိုဝေမျှပေးခဲ့ပါတယ်။မနက်နဲ့စောစောထားကသူ့ရဲ့စိုက်ခင်းကိုလိုက်လံကြည့်ရှုပြီးမဆုဆောင်လေးထဲမှာသူ့ရဲ့ကုန်ကြစိတ်နဲ့ဝင်ငွေတန်းကိုတည်တည်ချာချာမှတ်ထားလေးရှိပါတယ်။လတွေကြာပြီးတဲ့အခါရိုဟန်ရဲ့မြေကွက်ဟာဘာမှမရှိတဲ့မြေရိုင်းတစ်ခုလိုဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ရွှေတွေဟာလည်းသူ့ရဲ့အပျော်ပါးအောင်သုံးဆွဲမှုကြောင့်မြို့မုံတွေလိုလွင့်သွားပြီးဒါမှမကြောက်ကုန်သွားခဲ့ပါတယ်။ကီရန်ရဲ့မြေကွက်ကတော့ပထမနေ့ကလိုဘာမှမပြောင်းလဲပဲပေါင်းမင်တွေနဲ့ပြည့်လို့နေပါတယ်။သူ့ရဲ့ရွှေတွေကိုကုန်သွားမှကြောက်တဲ့စိတ်ကြောင့်ဘာတစ်ခုမှမသုံးဆွဲခဲ့ပဲမြေကွက်ကနေဘာမှထုတ်လုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။အာယန်ကတော့နေတိုင်းမနာပဲအလုပ်လုပ်ခဲ့ပါတယ်။သူ့ရဲ့ဉာဏ်ပညာနဲ့လုံလောက်ကြောင့်စိုက်ခင်းတွေဟာစိမ့်ဆိုပြီးအသီးအနှံတွေပေါ်များလာပါတယ်။မွေးထားတဲ့တလေးဆန်တွေလည်းတိုးပွားလာခဲ့ပြီးချမ်းသာလာခဲ့ပေမဲ့ဘယ်တော့မှမာနမကြီးခဲ့ပါဘူး။တညနေခင်းမှာသူတို့တငယ်ချင်း3ယောက်ဟာမြေကမ်းတစ်ခုနားမှာစုံမိကြပါတယ်။ရိုဟန်ကသူ့ရဲ့ရွှေတွေကိုပျော်ရွှင်မှုတွေပေါ်မှာသုံးခဲ့ပြီးသူလှုပ်ချင်တာတွေလုပ်ခဲ့ကြောင်းကိုကြားပါပြီးပြောခဲ့ပါတယ်။ကီရန်ကတော့သူ့ရဲ့တေချာထိန်းသိမ်းထားမှုကြောင့်သူ့ရွှေတွေမဆုံးရှုံးခဲ့တာကိုဂုဏ်ယူပြီးပြောလာခဲ့ပါတယ်။အာယန်ကသူ့တကယ်ချင်း2ယောက်စီကစကားတွေကိုကြားတဲ့အခါညက်သားစားကောက်ခါလိုက်ပြီးရိုဟန်မင်းရဲ့ရွှေတွေကပျော်ရွှင်မှုတွေပေးခဲ့ပေမဲ့ခဏတာအတွက်ပဲရခဲ့တယ်။မင်းဘဝအတွက်ရေရှည်ဖြစ်မဲ့အခြေခံအုတ်မြင့်မဟုတ်ခဲ့ဘူး။ကီရန်ကိုလည်းမင်းဟာဆုံးရှုံးမှကြောက်တဲ့စိတ်ကြောင့်ရွှေတွေကိုလုံခြုံစေခဲ့ပေမဲ့ဆက်ပြီးတိုးပွားအောင်ဘာမှမလုပ်နိုင်ခဲ့ဘူး။ငါကတော့
ငါတို့ရခဲ့တဲ့ຢာတွေကိုတန်ဖိုးရှိရှိအသုံးပြုပြီးလူများရဲ့ဘဝကိုပါကူညီပေးခဲ့တယ်။အဲ့ဒါကမှတကယ့်စစ်မှန်တဲ့ပျော်ရွှင်ခြင်းပဲလို့ဆိုလိုက်ပါတယ်။အဲ့ဒီခါရိုဟန်ကအာယန်ကိုမင်းကအရန်အတွေးလွန်နေတာပါကွာ။ဘဝကတူတုံးလုံးပါတယ်လို့ပြန်ပြောခဲ့ပါတယ်။အာယန်ကဟုတ်ပါတယ်။ဘဝကတူတူလေးပါ။ဒါပေမဲ့အချိန်တွေကိုအလကားဖြစ်ခံပြီးဘဝကိုတန်ဖိုးမရှိအောင်နေလို့တော့မရဘူးအချိန်ကိုဉာဏ်ပညာရှိစွာနဲ့အသုံးပြုရမယ်ဖြုံးလေးလိုက်တာကပြန်မရနိုင်တယ်လို့ဘယ်သူကမှလည်းအကျိုးမပြုနိုင်ဘူးဆိုပြီးအမားတွေကိုထောက်ပြလိုက်ပါတယ်နေ့တွေကြာပြီးတဲ့နောက်မှာကုံသေးကြီးကသူတို့စီကိုရောက်လာခဲ့ပြီးမြေကွက်တွေကိုလိုက်ကြည့်ခဲ့ပါတယ်အာရန်ရဲ့စိတ်ဆုံနေတဲ့စက်ကွင်းတွေကိုမြင်တဲ့အခါမင်းဟာကို့အချိန်နဲ့လက်ဆောင်တွေကိုအကျိုးချီအသုံးပြုခဲ့တယ်။ကို့အတွက်တည်းမဟုတ်ပဲတခြားသူတွေအတွက်ပါလွတ်လွတ်ခဲ့တယ်။ဒါကောင်းမွန်တဲ့စိတ်ထားရှိမှုပဲ။ပြီးတော့ရိုဟန်နဲ့ကီရန်ကိုကြည့်လိုက်ပြီးရိုဟန်မင်းဟာပျော်ရွှင်မှုနောက်ကိုလက်ခဲ့ပြီးကို့ဘဝရဲ့အုံမြင့်ကိုလက်လွတ်ခဲ့ရတယ်။ကီရန်ကတော့မင်းရဲ့ကြောက်တဲ့စိတ်ကြောင့်ဘာတစ်ခုမှမအောင်မြင်ခဲ့ဘူး။ဒါကိုသင်ခန်းစာယူကြပါ။အချိန်နဲ့ရရှိလာတဲ့အခွင့်အရေးကိုကောင်းစွာသုံးတဲ့အခါကောင်းမွန်မှုတွေကိုရလာပါလိမ့်မယ်။ဖြုံးနှီးပစ်တာဒါမှမဟုတ်သိသိထားတာကတော့နောင်တနဲ့ဝမ်းနည်းမှုတွေကိုပဲပေးလိုက်မယ်လို့ဆုံးမခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့နှစ်ဦးဟာသူတို့ရဲ့အမားတွေကိုကောင်းကောင်းသိရှိသွားပါတော့တယ်။ကျွန်တော်တို့လည်းကိုယ့်ရဲ့အချိန်တွေကိုပိုင်ထားတဲ့ငွေကြေးတွေနဲ့အခွင့်အရေးတွေကိုဉာဏ်ပညာရှိအသုံးပြုဖို့လိုအပ်ပါတယ်။အလုပ်စ조사ပြီးတခြားသူတွေကိုကူညီခြင်းနဲ့ကိုယ်ပိုင်ဆိုင်မှုတွေကိုတန်ဖိုးရှိအောင်တိုးပွားအောင်လုပ်တဲ့သူဟာအမြဲတမ်းတိုးတက်ပြီးပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။